ပြေးလာတယ်ဒါကြောင့်မလို့မိမိဗရဏကိုမိမိပိတ်နေတယ်ဆိုရင်အာယသမီးတွေလည်းအရှင်မပြေဘူးလားအာသမီးတွေကလည်းမိဘကြည့်နေတာပေါ့မိဘရဲ့ဗာမဲချက်ကဒီလိုမပြောပါနဲ့ဦးဇင်းတို့ဆိုရင်ဦးဇင်းရဲ့ခမဲတော်ကြီးကြည့်နေတယ်ခမဲတော်ကြီးကညနေဆိုဘုရားပဲလဲပြီးဒါပြင်ဘုရားတော်ကြီးလူကြောင်းကတော့မပြောဘူးဘလူကဘာဖြစ်နေလဲဝါဘာဖြစ်နေဘာမှမပြောတယ်လားမပြောဘူးဘယ်လိုမပြောလဲဆိုတော့ဦးဇင်းတဲ့ကအတူတူတော့အတူတူနေတာဟုတ်အကောက်ကပြောလည်းမကြောက်ဘူးချီးမွမ်းလည်းချီးမွမ်းနေတယ်အဲ့တော့ဆရာတော်ကြီးတွေကိုယ်တိုင်ကခမဲတော်ကြီးကိုရေးစားကြဟောအဲ့ဒါလေးပြင်ရတော့ဒီအမေကိုဦးဇင်းတို့ကလေးစားပဲနေပါမလားနေလူလုံးဆောင်နေတာကြည့်တော့ဟုတ်တယ်မလားဒီပါတွေကလည်းဒီမှာကိုယ်ပဲကအပေတကားပြည့်တယ်ဆိုရင်ဒါတရားနဲ့ပြည့်တယ်မကောင်းဘူးလားတရားနဲ့ပြည့်နေတာမြင်တဲ့အတွက်ကြောင့်ဝစီကံတွေရောမကောင်း